ကားမောင်းသူအမျိုးသမီးကဘတ်စကားကိုဆက်နိုးမရတော့သလိုအပြင်ဘက်မှသွေးအမြောက်များစိတ်ဝင်လာသည်ကိုတွေ့လိုက်ရသည်ကိုဝန်ဆောင်မျိုးသမီးနှစ်ဦးကိုကားပေါ်ကနေပစ်ချလိုက်ပြီးတော့လဲရှေ့တွင်အုံဆိုင်နေသည့်မြူခိုးများမှာပျောက်ကွယ်သွားခြင်းမရှိပေကားပေါ်တွင်နောက်ထပ်ကိုဝန်ဆောင်မျိုးသမီးများရှိနေဦးမည်ဟုထိုမျိုးသမီးကတန်တရားဝင်နေသည်ခရီးသည်များမှာဤစကားကိုကြားတော့လဲသူမကိုလူတွေကိုအဓိကထားပြီးနောက်ပြောင်နေသည်ဟုထင်ကာဒေါသထွက်ကြသည်ကားပေါ်တွင်ကိုဝန်ဆောင်မျိုးသမီးအများကြီးရှိနေနိုင်သည်ကိုသူတို့မယုံကြည်ကြပါစီကံဖောက်ဖျက်ထားသည့်ကိုဝန်ဆောင်မျိုးသမီးကိုကားပေါ်မှမပစ်ချပါကအားလုံးတည်ရလိမ့်မည်ဟုအမျိုးသမီးကသတိပေးသည်သို့သောယခုအခါကားပေါ်တွင်အမျိုးသမီးနှစ်ဦးသာကျန်တော့သည်ထိုလူကတော့သူ့ဇနီးနှင့်သူ့မိခင်မှာကိုဝင်ရှိမနေဟုလုံးဝယုံကြည်ထားသည်ထင်မှတ်မထားဘဲနောက်တစ်စက္ကန့်တွင်အနီရောင်ဝတ်ထားသည့်အမျိုးသမီးတစ်စေတဦးကားပေါ်တက်လာသည်လူတိုင်းကြောက်လန့်တကြားရှောင်တိန်ကြသည်ထိုအချိန်တွင်မိခင်ဖြစ်သူမှကြောက်လန့်ပြီးချွေးမဖြစ်သူကိုကာကွယ်ပေးမိအကာအကွယ်အနေဖြင့်ရှေ့သို့တွန်းပို့လိုက်သည်အင်းကြောင့်သူတို့နှစ်ဦး၏ဆက်ဆံရေးမှာပြပြသွားသည်ချွေးမဖြစ်သူကရောက်ခမကိုရက်ဆက်သည်ဟုဆွဆွဲသည်ရောက်ခမဖြစ်သူကတားဖြစ်သူ၏လက်မောင်းကိုဆွဲကင်ကဇနီးမယားဆိုတာထပ်ရှာလို့ရတယ်ဒါပေမဲ့မိခင်ဆိုတာဆုံးရှုံးသွားရင်ဘယ်တော့မှပြန်မရတော့ဘူးဟုပြောလိုက်သည်ရုတ်တရက်ဘတ်စကားတကားများအလိုလျောက်ပိတ်သွားပြီးသတင်းပေါက်များမှတဆင့်အရေးမဲများအမြောက်များစိတ်ဝင်လာသည်အင်းကိုမြင်လိုက်ရသောအခါသူတို့ပို၍ကြောက်လန့်သွားကြသည်လူငယ်လေးမှာဤကားပေါ်တက်မိသည်ကိုနောက်တရတော့လဲကားပေါ်မှာဆင်းရဲမဖြစ်နိုင်တော့ပေကိုဝင်ဆောင်မျိုးသမီးတဦးစီကံဖောက်ဖျက်ပြီးညဘက်သွားသည့်ဤဘတ်စကားပေါ်တက်လာသောကြောင့်ယခုလမ်းကြောင်းမှာငရဲလန်းအဖြစ်ပြောင်းလဲသွားပြီဖြစ်ကြောင်းကားမောင်းသူအမျိုးသမီးကသတိပေးသည်ဤဘတ်စကားကလူတိုင်းကိုဖမ်းဆီးထားပြီးဖြစ်သည်အသက်မသေးခြင်းလင်ကြန့်ရှိနေသည့်ကိုဝင်ဆောင်မျိုးသမီးကိုရှာဖွေပြီးကားပေါ်မှပစ်ချမှသာအသက်ရှင်နိုင်မည့်အခွင့်အရေးရှိလိမ့်မည်ဟုဆိုသည်မိခင်နှင့်ချွေးမတို့ကကိုဝင်ဆောင်နှစ်ဦးကိုပစ်ချပြီးပြီဖြစ်၍ကားပေါ်တွင်ကိုဝင်ဆောင်မရှိတော့ကြောင်းပြန်လည်ခုခံပြောဆိုကြသည်သို့သောကားမောင်းသူအမျိုးသမီးကမယုံကြည်ပေထိုကြောင့်သူလေးသာကိုဝင်ရှိလျင်အရေးမဲများရောကျသွားတင်သည်သို့သောအရေးများမှာဆက်လက်မြင့်တက်လာဆဲဖြစ်၍ကားပေါ်တွင်ကိုဝင်ဆောင်ကြံနေသေးသည်ဟုသူမယူဆသည်လူတိုင်းကချွေးမကိုစတင်တန်တရားဝင်ကြသည်ချွေးမကလည်းရောက်ခမကိုလက်ညှိုးထိုးပြန်သည်နောက်ဆုံးတွင်တယောက်ကိုတယောက်ဖော်ထုတ်လိုက်ကြရာနှစ်ယောက်စလုံးကိုဝင်ရှိနေသည်ကိုသိလိုက်ရသည်ရောက်ခမဖြစ်သူမှာကလေးမွေးပြီးလျင်ထိုကလေးကိုချွေးမစီပေးကချွေးမကအမော်မွေးသည်ဟုဟန်ဆောင်ရန်စီစဉ်ထားခြင်းဖြစ်သည်ဤအမှန်တရားကိုသိလိုက်ရချိန်တွင်တားဖြစ်သူမှလက်ခံနိုင်စွမ်းမရှိတော့ပါသူအချစ်ဆုံးအမျိုးသမီးနှစ်ဦးကသူ့ကိုလိန်ညာထားခဲ့ကြခြင်းဖြစ်သည်ကားပေါ်ရှိအရေးမဲများမှလည်းပို၍မြင့်တက်လာသည်ကိုဝင်ဆောင်မျိုးသမီးကိုကားပေါ်မှမပစ်ချပါကကြံလူများအလုံးအသက်ရှင်ရေးအတွက်အတူတူမြေမြုပ်ခံရလိမ့်မည်ဟုကားမောင်းသူအမျိုးသမီးကသတိပေးသည်တားဖြစ်သူကသူ့ဇနီးနှင့်သူ့မိခင်ကိုတပ်ပြစ်ရန်ဆုံးဖြတ်လိုက်သည်နှစ်ယောက်စလုံးမှာတနာဆက်ဖွယ်ဟန်ဆောင်ကအသက်ချမ်းသာပေးဖို့တောင်းပန်ကြတော့လဲသူကမရမကတက်ရန်ကြိုးစားသည်ထိုအချိန်တွင်လူငယ်လေးနှင့်တက်ကြီးရွယ်အိုတဦးကဝင်ရောက်တားဆီးမှသာထိုလူကသူ့ဇနီးဝမ်းထဲကကလေးမှာလူငယ်လေး၏ကလေးဖြစ်ပြီးသူမိခင်ဝမ်းထဲကကလေးမှာတက်ကြီးရွယ်အို၏ကလေးဖြစ်ကြောင်းသိလိုက်ရသည်သို့သောအချိန်နှောင်းသွားပြီဖြစ်သည်ဝမ်းထဲကကလေးများကိုကာကွယ်ရန်အတွက်ရောက်ခမနှင့်ချွေးမတို့လက်တွဲလိုက်ကြသည်လူငယ်လေးနှင့်တက်ကြီးရွယ်အိုတို့ကိုတားဖြစ်သူနှင့်ဆန့်ကျင်တိုက်ခိုက်ရန်လှုံ့ဆော်လိုက်ကြသည်နောက်ဆုံးတွင်တားဖြစ်သူမှအသက်ခံလိုက်ရသည်ရင်းကိုမြင်သောအခါ